ကဘာမီအောက်မှာရှို့ဝတ်ဆန်းကျတဲ့ကဘာတစ်ခုတကယ်ပဲရှိနေနိုင်လားရာစုနှစ်များစွာကတည်းကလူသားတွေဟာမြေအောက်ကဘာရဲ့ရှုခွဲချက်တွေကိုစိတ်ဝင်စားစူးစမ်းခဲ့ကြပါတယ်ဒီကနေ့မှာတော့တက်ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိချက်တွေနဲ့ရှီဟောင်းတန်နာရီတွေကိုပေါင်းစပ်ပြီးဒီရှိုးဝတ်ဆန်းကျဲကဘာကြီးအကြောင်းဖော်ထုတ်ပြသွားမှာပါဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာရဲ့အယူအဆတွေမှာလည်းရှန်ပါလာလူမျိုးငင်းချမ်းသာရတဲ့မြေအောက်ပြည်တော်တွေအကြောင်းဖော်ပြထားပါတယ်ဒီတနာရီတွေကကဘာမြေကြီးဟာအခေါင်းပေါ်ထိပြီးအတွင်းပိုင်းမှာတီးခြားနေထိုင်နိုင်တဲ့ကဘာတစ်ခုရှိတယ်လို့ဖော်ညွှန်းနေခဲ့ကြတာပါဒီလိုဒန်တာရီတွေဟာရိုးရိုးပုံပြင်တက်လားဒါမှမဟုတ်တစုံတရာအမှန်တရားကိုအခြေခံထားတာလား16ရာစုနှစ်မှာနာမည်ကျော်နက္ခတ္တဗေဒပညာရှင်အက်ဒမွန်ဟယ်လီဟာကဘာမြေကြီးဟာအခေါင်းပွင့်ဖြစ်တယ်လို့ theory ထုတ်ခဲ့ပူပါတယ်သူ့ရဲ့ယူဆချက်အရကဘာမြေကြီးမှာအလွှာများစွာရှိပြီးတလွှာချင်းစီဟာကိုပိုင်လေထူကိုပိုင်နေရောင်ချီနဲ့တက်ရှိတွေနဲ့ဖိနေတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာယူလာနဲ့ John Cleave Sims Jr. တို့လိုပညာရှင်တွေကလည်းအလားတူ theory တွေကိုဆက်လက်တိုးချဲ့ခဲ့ကြပါတယ်။ဒီလို theory တွေဟာလူအများရဲ့စိတ်ကူးစိတ်သန်းတွေကိုလှုံ့ဆော်ပေးခဲ့ပြီးစူးစမ်းလေ့လာသူတွေစွာဘီအောက်ကိုစွမ်းစားခန်းတွေထွက်ဖို့အားပေးခဲ့ပါတယ်။ဒါပေမဲ့ခေတ်သစ်ဘူမိဗေဒပညာကဒီလိုအခေါင်းပွေကဘာကြီးဆိုတဲ့အယူအဆကိုပယ်ချထားပါတယ်ငလျင်လိုင်းတွေကိုလေ့လာခြင်းအပြင်သိပ္ပံပညာရှင်တွေဟာကဘာမြေကြီးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုရှင်းရှင်းလင်းလင်းမြင်တွေ့ထားကြပါတယ်ကဘာမြေရဲ့အလဲပဟုမှာအပူချိန်9500ဒီဂရီစင်တီဂရိတ်ကျော်တဲ့တန်နဲ့နီးကဲအဆိုင်အခဲဦးတိုင်ရှိနေပါတယ်ဒီလိုဖီအားနဲ့အပူချိန်မြင့်မားတဲ့ပတ်ဝန်းကျင်မှာတက်ရှိတွေနေထိုင်နိုင်ဖို့ဆိုလားမထင်နိုင်ပါဘူးဒါဆိုရင်မြေအောက်ကဘာဆိုတဲ့အယူအဆကလုံးဝမှားယွင်းနေတာလားတကယ်တော့အခေါင်းဘောကမှာမဟုတ်ပေမဲ့မြေအောက်မှာရှိုးဝက်စမ်းကျဲတဲ့အရာတွေအများကြီးရှိနေနိုင်ပါသေးတယ်ဥပမာအားဖြင့်ကဘာပေါ်မှာအကြီးမားဆုံးမြေအောက်ကူစနစ်တွေမြေအောက်မြစ်တွေနဲ့ ID ဟာအမကန်နဲ့တဘာဝအလှတရားတွေကိုဖော်ဆောင်ထားပါတယ်ဒီလိုဂူတွေထဲမှာနေအောင်ကြီးမရပဲရှင်တန်နိုင်တဲ့ထူးဆန်းတဲ့တက်ရှိမျိုးစိတ်တွေကိုလည်းတွေးရှိထားကြပါတယ်သိပ္ပံပညာရှင်တွေကကဘာမီအောက်မှာသမုတ်တရားဒီထက်ပေါ်များတဲ့ရည်ထူးတွေပိတ်မိနေတယ်လို့လည်းယူဆကြပါတယ်ဒါတွေကလူသားတွေစူးစမ်းနိုင်တဲ့အကန့်အသတ်ကိုကျော်လွန်ပြီးမြေအောက်ကဘာဟာမြေများအထိလူရွှဲစမ်းကြဲနိုင်တယ်ဆိုတာပြသနေပါတယ်ကဘာမြေအောက်ကရှိုးဝှက်ကဘာအကြောင်းပြောရင် UFO ပြန်တန်းဆက်တွေနဲ့ပတ်သက်တဲ့ theory တွေကိုလည်းမိထားလို့မရပါဘူးတချို့ကမြေအောက်မှာလျှို့ဝှက်စစ်အခြေစိုက်စခန်းတွေဒါမှမဟုတ်တိုးတက်တဲ့အစင်းမြင့်လူမျိုးတွေနေထိုင်ကြတယ်လို့ယုံကြည်ကြပါတယ်ဒါတွေကတော့တက်တီအထောက်ထားခိုင်မာမှုမရှိသေးတဲ့ theory တက်တွေထည့်ပြီးမဲ့လူသားတွေရဲ့စိတ်ကူးကိုတော့လှုံ့ဆော်ဖိနေတော့မှာပဲတကယ်တော့ကဘာမြေကြီးဟာကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးရှုပ်ထွေးနှက်နဲနေပါသေးတယ်ကျွန်တော်တို့ဟာကဘာမျက်နှာပြင်ရဲ့အောက်ခြေကိုကီလိုမီတာအနည်းငယ်ပဲတူးဖော်နိုင်ခဲ့ပါသေးတယ်နောင်လာမဲ့ဤပညာတွေနဲ့အတူမြေအောက်ကဘာရဲ့ရှိုးဝက်ချက်တွေကိုပုံမနဲ့ရှိုင်းစွာစူးစမ်းရှာဖွေနိုင်လေဦးမှာပါဘလို့ပဲဖြစ်ဖြစ်မြေရောက်ကဘာဟာကျွန်တော်တို့စိတ်ကူးရင်ဖူးတဲ့အရာတွေထက်ပိုပြီးအံ့ဩဖို့ကောင်းတဲ့ရှာဖွေတွေ့ရှိမှုတွေကိုပေးစွမ်းနိုင်ပါတယ်ကဲကဘာမီအောက်မှာရှိုးဝက်ကဘာတစ်ခုတကယ်ရှိနေနိုင်တယ်လို့သင်ယုံကြည်ပါသလားသင်အမြင်ကို comment မှာရေးပေးခဲ့ပါဦးနော်